အားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာပါဒါလေးကဒုတိယ file လေးပေါ့ဗျာနော်ခုနေ့အလေးကတော့ကျွန်တော်အတူလေးတစ်ခေါက်ပြပြီးသွားပြီပေါ့အတူလေးတစ်ခုထပ်ပြတယ်ပေါ့အခုထပ်ပြမယ်ကြည့်ထားတာတွေအများကြီးရှိတယ်အလုပ်လုပ်ထားတာတွေအများကြီးရှိတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်မြန်မာသမားတွေကိုကျန်ခဲ့တဲ့ဘက်က680 860ပေါ့680ကိုကျွန်တော် main ပေးရတယ်ပေါ့၄ break ကြိုက်သွားတာပေါ့နော်အဲ့ဒီတော့လဲအားမငယ်ကြပါနဲ့လို့တခါတည်းပြောပြရစီဒီပွဲကောင်းမယ်ပေါ့ဗျာခဏလေးတော့ကျွန်တော်နည်းနည်းလေးများမယ်ဒီပွဲက8-9လို့ဖြစ်တယ်9-8လို့ဖြစ်တယ်9-8လို့ဖြစ်ပြီးတာနဲ့ဒါတွေကပထမဖိုင်လေးဆက်ဆက်နေရနော်ဒါလေးချက်ဒီဘက်ဖိုင်လေးကိုချက်ကြည့်ပြီးတော့630လို့ဖြစ်ပြီးတော့830လို့ကြာပါတယ်8-9ဖြစ်တယ်9-8ဖြစ်မယ်630ဖြစ်မယ်830လို့ကြာဒီမှာလဲ8-9လို့ဖြစ်တယ်8-5လို့ဖြစ်မယ်ဖြစ်ပြီးတော့6-3လို့ဖြစ်မယ်ဖြစ်ပြီးတာနဲ့ဒီမှာကြာမယ်ခဏဒီကျွန်တော်တို့ဒီမှာဘာထည့်မလဲဆိုတော့ကျွန်တော်830ထည့်မယ်ဗျာနော်831ထည့်မယ်831ကိုထည့်မယ်အားတော့အားကြမယ်နော်381ပေါ့381 830ပေါ့နော်အားတော့အားကြမယ် main ထိုးရင်အားမယ်ပေါ့ဗျာနော်တတ်နိုင်ဆိုတော့အထိုင်ကိုရွေးချယ်ပေးမယ်ပေါ့နော်ဒါလေးတွေကတော့ဒီကောင်ကတော့လောဆို381လို့ကျွန်တော်ထည့်လိုက်ပြီထည့်လိုက်တော့အဲ့ဒီ381ကကျွန်တော်ပထမဖိုင်မှာလဲပြပြလိုက်ပြီးလို့ထင်တယ်နော်အဲ့ဒီ381ကဒီ4တစ်ခွန်ကွန်တက်လေးကတ်ထားတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်sorry နော်ဒီကောင်4တစ်ခွန်ကွန်တက်လေးဒါကနောက်တစ်ဖိုင်မှာပါလိမ့်မယ်နော်အဲ့ကနန်းတွေကဒီ4တစ်ခွန်ကွန်တက်လေးရဲ့အပေါ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ရဲ့2 3 4 5 6 9 10 9 10 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
810ဆိုလို့ရှိရင်ဒါကတော့ဒီဘက်မှာရှိတဲ့အဆုံးဆုံးက810ကိုလိုက်ရှာတာပေါ့ဗျာနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြတော့ဒီမှာခွန်တက်လေးလေးတစ်ခုကတ်ထားတယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်6ကြိမ်ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်11ကြိမ်12ကြိမ်ကဒီ308တက်ပေါ့နော်1 2 3 4 5 6 9 10 9 10 11 12နော်12ကြိမ်က308တက်ကိုတခါတည်းအပြီးထည့်လို့ပုံစံတူထည့်လို့ရတယ်ပုံစံတူတွေကလည်းချပေးနေတယ်ဗျအဲ့ဒါကြောင့်ဒီ308တက်ကိုထည့်လို့ရပါတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်ဘာတွေရှိလဲဆိုတော့ကဏ္ဍတွေကဒီဘက်ကတော်တော်လေးကဏ္ဍတွေအားလုံးကဆက်ဆက်မှုတွေရှိနေတယ်ရှာဆက်ဆက်မှုတွေရှိနေတော့ဟောဒီ308တက်ထောက်ထားတယ်308တက်ကိုအချင်းအတူတူက308တက်လို့ဆိုခဲ့ရင်ကျွန်တော်ဒီမှာ308တက်လို့ထောက်ထားတယ်935ဆိုတဲ့ခဏလာဖြစ်တယ်ဆိုတော့ဒီ935ပဲကျွန်တော်3ချက်လောက်ထပ်မိထားတာရှိတယ်ဒီဘက်ကဏ္ဍလေးကိုနည်းနည်း view ဆိုင်ပြီးကြည့်ပေးကြပါနော်ကျွန်တော်မိတ်ဆွေတွေပေါ့နော်935ကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အထက်ထဲမှာပါနေတယ်ပေါ့935ပေါ့ဗျာနော်ဆိုတော့အဲ့935ကကျွန်တော်တို့ဘယ်လိုမျိုးတစ်ချက်တစ်ခါထပ်ရလိမ့်မယ်ဆိုတော့ထပ်ပြပေးမယ်အထိုင်နဲ့လည်းရှိတယ်နော်ဒီ8နှစ်တည်း8 5နှစ်ထောက်ထားတယ်သူ့ရဲ့တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်8နှစ်9နှစ်10နှစ်11နှစ်12နှစ်13နှစ်14နှစ်က308တက်ဆိုခဲ့ရင်ဒီမှာလည်းကျွန်တော်တို့8နှစ်5ထောက်ထားတယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11နှစ်12နှစ်13နှစ်14နှစ်က353ဆိုတဲ့ကဏ္ဍပဲတစ်ခါလာပြီးတော့နောက်တစ်ချိန်ထိုက်တွေ့တယ်ပေါ့အဲ့နောက်တစ်ချိန်တွေ့သလိုမဟုတ်သေးဘူးနောက်ထပ်ကျွန်တော်ကဏ္ဍတစ်လုံးအထိုင်မှာလည်းနောက်ထပ်ထပ်မိထားတာရှိသေးတယ်ဆိုတော့ကဏ္ဍတွေကတစ်ချက်နှစ်ချက်သုံးချက်စီမိနေတဲ့ကဏ္ဍတွေပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့နေရာမှာကျွန်တော်ခုနဖိုင်တိုလေးပြထားတာရှိတယ်ဖိုင်တိုလေးမှာဘာကိုပြထားလဲဆိုတော့ကျွန်တော်939ခွန်ကြတာလေးကိုပြထားတယ်939ခွန်ကြထားတာကိုပြထားတော့အဲ့ဒီ939ခွန်ကဘယ်လိုမျိုးလာရှိနေတာလဲဆိုတာလေးကျွန်တော်တို့တစ်ချက်ထပ်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီမှာ334လို့ထောက်ပြီးတော့အချင်းကြီးတော့ကျွန်တော်မရေးပြတော့အချင်းကြီးအတူတူလာပြီးတော့
ဒီမှာ980ဆိုတဲ့ကဏ္ဍလေးလာကြတယ်339ခွန်ရဲ့အချိန်အတူတူမှာပဲသူအချိန်ကိုက်ဒီမှာလာကြတယ်980ဒီကျွန်တော်တို့ဒီက433လို့ထောက်ပြီးတော့အချိန်အတူတူမှာလာကြမယ်ကဏ္ဍလေးဒီဟောဒီ980လို့ဆိုရင်ကွန်တလေးလေးကိုကတ်ထားတယ်ဒီချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်က938လို့ဆိုခဲ့ရင်သူနဲ့အတူတူပဲကျွန်တော်တို့ဒီ86ရဲ့891ရဲ့ဒီ810ရဲ့ပေါ့နော်ဒီ308ရဲ့ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်1 2 3 4 5 9ချိန်ရဲ့5ချိန်မြောက်က938လို့ဆိုကြရင်သူနဲ့ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်ရဲ့ချိန်2ချိန်3ချိန်4ချိန်5ချိန်က939ခုဆိုလို့ရှိရင်လည်း939ခုလာထည့်လို့ရတယ်ဆိုတဲ့သဘောရှိတယ်ပေါ့နော်ဆိုတော့ခုနက939ခုကလည်းကျွန်တော်တို့သုံးမယ်ဆိုရင်သုံးလို့ရတယ်ထည့်ရမှာပါတယ်ပေါ့ဆိုတော့အရင်ကြီးနောက်ထပ်ကဏ္ဍတွေကျွန်တော်အရင်ကြီးများမှာဆိုလို့နောက်ထပ်တစ်ပိုင်းကြတာလည်းထပ်ပြပေးတယ်မယ်ဒီဟာမှာတော့ကျွန်တော်ဘာရေးပေးမလဲဆိုတော့308တင်မယ်308တင်မယ်950ပဲကျွန်တော်ထည့်ပေးတယ်နော်နောက်ထပ်ဆက်ဒါလေးတွေတော့ဝန္ဒနာပိုင်းတော့ကြည့်ပေးကြပါလားအဲ့လိုဆိုဒီဘက်ကဏ္ဍတွေကဆက်ဆက်မှုတွေရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပထမဖန်ကပြခဲ့တယ်250နော်250ဒီ308လေးထောက်ထားတယ်138ကိုထည့်ခဲ့မယ်ဆိုလို့ရှိရင်ဟောဒီမှာ308လေးထောက်ထားတယ်305နဲ့ဆိုတဲ့ကဏ္ဍကအော်တိုပါပြီးသားဒါပေမဲ့ကျွန်တော်ဒီမှာတော့ထည့်မရတော့ဘူးနော်အဲ့နေရာမှာနောက်တစ်ခုထူးခြားတာကဒီ918ထောက်ထားတဲ့318ဆိုလို့ရှိရင်918တော့ထောက်ထားတယ်956ဆိုတဲ့ကဏ္ဍလေးတစ်ခုလာဖြစ်မှာပေါ့အဲ့ဒီ956ဒီ293ရဲ့ဘေးဆောင်မှာကြာထားတယ်ဒီမှာလည်း293ရဲ့ဇောင်းမှာကြာမယ်ဆိုရင်956ကထည့်လို့ရပြန်ပေါ့ဒါလေးပါကျွန်တော်ဒါလေးတော့ထည့်ရေးပေးလိုက်မယ်နော်956ပါလုံးထားရတယ်အများကြီးရှိတယ်ကျွန်တော်မိတ်ဆွေများဒီဘက်အတင်းထားဖို့ပေါ့နော်ကျွန်တော်လည်းအရန်ကဏ္ဍဗျရန်ဆိုင်ပါနော်ရန်ဆိုင်ရန်လည်းအရန်တော့ရတယ်ဒါပေမဲ့အရန်မကြိုက်တဲ့အတွက်အရန်ဆိုင်အရန်ရပြီးမဲ့ရှုံးပါတယ်နော်ဒါလေးတွေဒီကဏ္ဍ3ခုကိုနည်းနည်းလေးဖြတ်ပြီးတော့တင်ပေးမယ်ပေါ့ဗျာပြပေးလိုက်မယ်ပေါ့နားနေရတော့ရှိတယ်ကောင်းတယ်ရှယ်ကောင်းတယ်လောင်းတယ်နောက်ဖိုင်တွေမှာစစ်တင်ပေးမယ်ဗျာအားလုံးကံကောင်းတိုက်ဆိုင်နိုင်ကြပါစေဗျာ